TikTok မှာဒီလိုမျိုးကိုပိုင်တန်နဲ့ကျွန်တော်တို့ဗီဒီယိုရိုက်ပြီးတင်နေတဲ့အချိန်မှာနောက်ကစူညံတန်တွေပါတယ်ဆိုလို့ရှိရင်စူညံတန်တွေကို TikTok မှာကျွန်တော်တို့ဖျောက်ရတဲ့နည်းလေးကိုဒီဗီဒီယိုလေးမှာကျွန်တော်ကမသိသေးတဲ့သူများအတွက်မျှဝေပေးပါမယ်ခင်ဗျပို့တင်ကန်နီးများပြတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးပါကျွန်တော်ရဲ့ဗီဒီယိုပေါ့နော်နောက်မှာပန်ကာတန်နဲ့နည်းနည်းစုနေတဲ့အတွက်ကြောင့်ကျွန်တော်ပြောတဲ့နေရာလေးကိုနှိပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တစ်ချက်နည်းနည်းဖွင့်ပြမယ် TikTok ပို့တင်တဲ့သူတိုင်းမဖြစ်အဲ့လိုမျိုးနဲ့စူတန်လေးကိုပန်ကာစူကန်လေးရဲ့နောက်မှာထွက်နေကြအဲ့နောက်ကစူညံတန်ကိုကျွန်တော်တို့ကဖျောက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့နော်ဒီနားလေးကိုကျွန်တော်မြားပြတဲ့နေရာလေးကိုတစ်ချက်လေးထောက်လိုက်ဒီလို white coin လေးဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အောင်လေးကိုတစ်ချက်ဆွဲချလိုက်ဆွဲချတဲ့အခါကျလို့ရှိရင်ကျွန်တော်ဒီနားလေးမှာရှိနေပေါ့နော် reduce noisy ပေါ့နော်အဲ့တော့စူညံလေးအတန် TikTok ပို့တင်တဲ့သူတိုင်းမဖြစ်မနေကျွန်တော်တို့ဖွင့်ထားရမယ် setting ဒါဆိုရင်စူညံတဲ့အတန်တော်တော်လေးပျောက်သွားပြီပေါ့နော်အဲ့လိုပျောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒါဆိုရပြီပေါ့နော်ကိုယ့်ရဲ့ဗီဒီယိုနောက်ခံစူညံတန်တွေပါတယ်ဆိုလို့ရှိရင်ဒီလိုမျိုး TikTok ကပေးတယ်ကျွန်တော်စူညံတန်ဖြောက်တဲ့နည်းနဲ့ဖြောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဘက်ကမြားလေးကိုနှိပ်ပြီးတော့ကျွန်တော်နားလေးမှာ hashtag တွေခံပြီးတော့ပို့တင်လိုက်လို့ရှိရင်ကျွန်တော်ရပြီပေါ့နော် hashtag တွေကိုဒီမှာ TikTok နဲ့ပတ်သက်တဲ့ hashtag လေးကိုကျွန်တော်ခံလိုက်ခံပြီးပြီဆိုလို့ရှိရင်ကျွန်တော်ပို့လေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ပို့တင်လို့ရသွားပြီပေါ့နော် TikTok မှာစူညံတန်တွေပါတယ်ဒီနည်းတိုင်းပဲကျွန်တော်တို့နည်းနည်းအနည်းငယ်ဖြောက်ပြီးတော့တင်လို့ရပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်